ကျွန်တော်နာမည်ကတော့ဒေါက်တာမျိုးသက်အောင်ပါကျွန်တော်ကတော့ဥမာကြီးနဲ့စောအိုခွဲစိတ်အထူးကုဆရာဝန်ဖြစ်ပါတယ်ဥမာကြီးကင်ဆာကကင်ဆာတွေထဲမှာဆိုရင်တော်တော်အဖြစ်များတဲ့ယောဂတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီ global data ပေါ့တစ်ကမ္ဘာလုံးမှာဆိုလို့ရှိရင်ဥမာကြီးကင်ဆာကတတိယအဖြစ်အများဆုံးယောဂထဲမှာပါတယ်နော်ဆိုတော့ပထမကတော့ကျွန်တော်တို့ကခုနပြောတဲ့ prostate ပြီးရင် breast เนาะပြီးရင်တတိယကဥမာကြီးကင်ဆာเนาะ colorectal carcinoma လို့ခေါ်တဲ့ဥမာကြီးကင်ဆာဖြစ်တယ်ဗမာပြည်မှာဆိုရင်လည်းကျွန်တော်တို့ရဲ့ data တွေအရဆိုရင်ဥမာကြီးကင်ဆာကထိပ်ဆုံးအဖြစ်အများဆုံးကင်ဆာယောဂ၅ခုထဲမှာအမြဲတမ်းပါတယ်เนาะနောက်ဒီကမ္ဘာလုံးအနေနဲ့ဆိုရင်လည်းဥမာကြီးကင်ဆာဖြစ်တာရော့သွားမနေဘူးပိုတိုးနေတယ် globally ဆိုလို့ရှိရင်ပို့ပြီးတော့ trend ကတက်နေတဲ့ကင်ဆာတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်မာကြီးကင်ဆာကအဓိကပိုပြီးတော့အဖြစ်များတဲ့အသက်အရွယ်ကတော့အသက်45နှစ်နောက်ပိုင်းအရွယ်တွေကတော့အဖြစ်အများဆုံးအချိန်လို့ပြောလို့ရတယ်ပေါ့နော်အသက်ငယ်တဲ့လူတွေမှာမာကြီးကင်ဆာဖြစ်နိုင်တယ်အဖြစ်လည်းများတယ်အဖြစ်များတယ်ဆိုပေမဲ့အသက်45နှစ်ကျော်တဲ့လူနဲ့အသက်45နှစ်အောက်ဆိုလို့ရှိရင်တော့45နှစ်ကျော်တဲ့လူတွေမှာတော့ကင်ဆာဖြစ်တာအများကြီးပိုများတယ်ဒါပေမဲ့တခြားအမျိုးဦးလန်းချောင်းကင်ဆာတွေနဲ့ရှင်ပြီးပြောရင်ဥမာကြီးကင်ဆာဟာအသက်ငယ်တဲ့လူတွေမှာဖြစ်တာဟာမရှားဘူးလို့ပြောလို့ရတယ်မရှားဘူးနည်းနည်းများတယ်လို့တောင်ပြောလို့ရတယ်ဘာကျွန်တော်တို့ဥမာကြီးကင်ဆာမှာဆိုလို့ရှိရင်ကျွန်တော်တို့အထူးလေးလာနေတဲ့ကိစ္စတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် young colorectal cancer လို့ခေါ်တဲ့လူငယ်တွေမှာဖြစ်တဲ့ဥမာကြီးကင်ဆာတွေဟာတက်နေတယ်ပေါ့နော်တက်နေတယ်ဖြစ်ပွားမှုနှုန်းမှာတက်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စိတ်ဝင်စားနဲ့ကျွန်တော်တို့ဒီဆေးပညာရှင်တွေလေ့လာနေတဲ့ကိစ္စတွေရှိတယ်ဒါကြောင့်45နှစ်အောက်တင်မှာလဲအရန်မများတော့လဲမဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးဖြစ်တဲ့လူဟာအတန်အသင့်ရှိတယ် trend ကလည်းတက်နေတယ်လို့ဆိုလို့ရတယ်ပေါ့နော်မာကြီးကင်ဆာရဲ့ယောဂလက္ခဏာတွေကတော့အဓိကအဖြစ်များတဲ့လက္ခဏာတွေကတော့ဝန်းသွားရင်းနဲ့သွေးပါတတ်တယ်ပေါ့ဗျာနော်ဝန်းသွားတယ်သွေးထွက်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကနည်းနည်းသတိထားရမယ်အချက်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဥမာကြီးကင်ဆာရဲ့မှာထွက်တဲ့သွေးကဒီလေကောင်းမှာထွက်တဲ့သွေးနဲ့နည်းနည်းလေးကွာခြားမှုရှိတယ်နော်ဒီလေကောင်းတို့ဘာလို့မှာထွက်တဲ့သွေးဟာရဲတောက်နေအောင်ကျွန်တော်တို့ထွက်လေရှိတယ်ဝန်းသွားရင်ဗျိုင်းကနေပန်းထွက်တာမျိုးဖြစ်တတ်တယ်ဒါမှဥမာကြီးကင်ဆာမှာထွက်တဲ့သွေးကအများအားဖြင့်ဝန်းနဲ့နည်းနည်းရောလေးသူကထွက်လေးရှိတယ်ဒါပေမဲ့အကြမ်းမြင်တာမန်လူနားလည်အောင်ပြောရမယ်ဆိုရင်တော့လေဝန်းသွားရင်းနဲ့သွေးပါတဲ့လက္ခဏာကတော့မကောင်းဘူးဒါကတော့ပြောရမယ်ဆိုရင်သတိထားတဲ့အချက်တစ်ခုထဲမှာပါတယ်နောက်တစ်ခုကတော့ဘာနဲ့လာတတ်လဲဆိုရင်သူကဝန်းသွားတဲ့အလေးအထပြောင်းသွားတယ်ဆိုတဲ့လက္ခဏာနဲ့လာတတ်တယ်ဥပမာထားပါတော့လူနာတယောက်ကကိုကတနေ့ကိုတစ်ချိန်ဝန်းသွားတာကိုယ့်အတွက်ပုံမှန်ဖြစ်တယ်ဆိုပါစို့နော်အဲ့လိုဖြစ်ရနေတရက်တစ်ချိန်ဝန်းမသွားတော့ဘူးဝန်းပိုချုပ်လာတယ်နှစ်ရက်တစ်ခါမှသွားလာတယ်သွားတဲ့အခါမှလည်းလူကပိုပြီးတော့ညှစ်လာရတယ်နားမလို့ရှင်လဲပုံမှန်အတိုင်းရှော့ရှူမသွားလို့ဝန်းတို့ဆေးတွေတိုးပြီးတောက်လာရတယ်ဒါမျိုးတွေစားတယ်ကျွန်တော်တို့ကတော့ increasing constipation change in bowel habit လို့ဆေးပညာမှာခေါ်တယ်သဘောကဝန်းသွားတဲ့အလေးအထပြောင်းသွားတယ်ဒါဟာလည်းဥမာကြီးကင်ဆာရဲ့လက္ခဏာတစ်ခုဖြစ်တယ်သတိထားရမယ်เนาะနောက်တစ်ခုကလူနာကဥမာကြီးကင်ဆာဖြစ်တဲ့လူတွေမှာဘာဖြစ်တတ်လဲဆိုရင်ဝန်းသွားပြီးရင်ဒီဝရတယ်ကျေနပ်တယ်ဆိုတဲ့ feeling ခံစားမှုမရှိတော့ဘဲနဲ့ဝန်းသွားပြီးတယ်ထက်ညှစ်ချင်တယ်ဝန်းသွားပြီးရင်အိမ်သာထက်တက်ချင်တယ်ဒီလို feeling လေးတွေရှိတတ်တယ်ဆိုတော့ဒီလိုဟာမျိုးရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကသတိထားသင့်တယ်ခုနပြောလိုအပ်လို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်သင့်တယ်အဲ့တော့နောက်တစ်ခုကတော့ဘာဖြစ်တတ်လဲဆိုရင်တစ်ခါတလေနားတယ်ဝန်းသွားရင်ဖင်နာတယ်เนาะဆိုတော့ဒါကလည်းသတိထားရမယ့်ကိစ္စတစ်ခုဖြစ်တယ်ကျွန်တော်အခုပြောတဲ့ဟာတွေကတော့စောစီးစီးပေါ့နော်စပြီးတော့ပေါ်တတ်တဲ့ဥမာကြီးကင်ဆာရဲ့လက္ခဏာတွေဖြစ်တယ်ဒါပေမဲ့ဒီလက္ခဏာတွေဖြစ်တိုင်းကင်ဆာဖြစ်တာလားဆိုတော့အဲ့လိုလဲတအားကြီးစိုးရိမ်စရာတော့မဟုတ်ဘူးเนาะမဟုတ်ဘူးဒါပေမဲ့ဒီလက္ခဏာတွေရှိတယ်เนาะကိုယ့်အသက်ကလည်းအသက်40ကျော်45နှစ်ကျော်ဖြစ်လာပြီဒီလက္ခဏာတွေကတရက်တည်းဖြစ်တာမဟုတ်ဒါပေါ့
1 လ 2 လ 3 လမတက်တာတော့ကိုယ့်အကူပြောင်းနေတာကိုယ့်အကူသတိထားမိတာလဲဆိုရင်เนาะကျွန်တော်ပြောသလိုဆရာဝန်နဲ့တေးသေးချာချာပြရမယ်ဆရာဝန်ကလိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေကိုလုပ်ရမယ်เนาะလိုအပ်ရင်တမန်ရရမယ်လိုအပ်ရင်မှန်မြောင်းကြည့်ရမယ်ဒါတွေကိုဆက်ပြီးတော့ကုသမှုခံယူသင့်တချို့လူနာတွေကြတော့ရှိတယ်တအားစိတ်ပူတယ်เนาะကျွန်တော်ပြောသလိုတွေးထွက်တာတရက်သေးဗျာเนาะဒါမှမဟုတ်ရှင်လည်းခုနပြောသလိုဝန်းသွားတဲ့အလေးထားပြောင်းသွားတာ2ရက်သေးเนาะလူနာအသက်20အစိတ်ပဲရှိသေးတယ်တအားစိတ်ပူပြီးတော့ကျွန်တော်စီထားတဲ့လူနာတွေလည်းအများကြီးရှိတယ်အဲ့လိုမဟုတ်ဘူးဒီလက္ခဏာတွေရှိရင်သတိထားရမယ်เนาะဒီလက္ခဏာတွေရှိတိုင်းကင်ဆာဖြစ်တယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့အသက်အရွယ်ကိုပြန်ကြည့်ကိုခံစားရတဲ့လက္ခဏာတွေဟာဘလောက်ကာလရှည်ကြာနေပြီလဲ1ရက်လား1လလား3လလား6လလားဒါမှမဟုတ်20လားကျွန်တော်ပြောလို့ဒါတွေပေါ်မှာမူတည်ပြီးကျွန်တော်တို့မှာစဉ်းစားစရာတွေရှိတယ်အဲ့တော့အနှစ်ချုပ်ပြောရလို့ရှိရင်ဒီလက္ခဏာတွေရှိရင်သတိထားတဲ့နဲ့မပေါ်စားတဲ့မူဒါပေမဲ့အရန်ကြီးလည်းစိုးရင်ကြောင်းကြပြီးတော့ကင်ဆာဖြစ်ကိုဖြစ်ပါပြီလို့လည်းအရန်ကြီးမလိုအပ်ပဲစိတ်ပူစရာလည်းမလိုဘူးနောက်တစ်ခုယောဂအရန်ဆိုးရွားမှလာတဲ့လက္ခဏာတွေရှိတယ်အဲ့ဒါကတော့ဘိုက်မှာအလုံးပေါ်တယ်တို့ဥပိတ်တယ်တို့เนาะဆိုတော့ဒီလိုအခြေအနေဖြစ်မှလာတယ်ဆိုလို့ရှိရင်တော့ဒါတော်တော်ကြီးနောက်ကျတဲ့လက္ခဏာတွေဖြစ်တယ်ပေါ့နော်အဲ့တော့အကျမ်းမြင်အချုပ်ပြန်ပြောရရင်သွေးထွက်တယ်ကိုဝန်းသွားတဲ့အလေးထားပြောင်းတယ်ဝန်းသွားတာမဝဘူးဒီပြဿနာတွေရှိနေတယ်ဒီပြဿနာတွေကိုကစိတ်ပူတယ်ဆိုရင်မပေါ်တင်ဘူးဆရာဝန်နဲ့တော့ပြတာတော့အကောင်းဆုံးပဲဥမာကြီးမှန်ပြောင်းကတော့ဥမာကြီးကင်ဆာကိုကာကွယ်ဖို့အတွက်ဒါကအကောင်းဆုံးနည်းလမ်းပဲเนาะဘာလို့ဥမာကြီးကင်ဆာဆိုတာကလူတွေထင်သလိုနေချင်းညချင်းဖြစ်လာတဲ့ယောဂမဟုတ်ဘူးဗျเนาะဥမာကြီးကင်ဆာတစ်ခုဖြစ်ဖို့ဆိုတာသူကလူရဲ့ဥထဲမှာဒီ polyp လို့ခေါ်တဲ့အသဘိုလေးတွေကသူက10နှစ်15နှစ်20အထိသူကရှိနေပြီးတော့အဲ့ polyp ကနေမှတဆင့်เนาะအသဘိုလေးကမှတဆင့်သူကကင်ဆာကိုတဖြည်းဖြည်းပြောင်းလာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ polyp လို့ခေါ်တဲ့အသဘိုဘဝမှာမှန်ပြောင်းကြည့်လိုက်တယ်ဒီ polyp ကိုတွေ့တယ်ဒီ polyp ကိုဖြတ်ထုတ်လိုက်နိုင်တယ်မှန်ပြောင်းနဲ့ပဲဖြတ်ထုတ်လိုက်နိုင်တယ်ဆိုရင်သူကကင်ဆာဘဝကိုဘယ်တော့မှမရောက်ဘူးเนาะဥမာကြီးမှန်ပြောင်းကြည့်တဲ့ကျွန်တော်တို့ရဲ့စဉ်းစားပုံကအဲ့ဒါပဲเนาะမှန်ပြောင်းကြည့်ရဲကင်ဆာမတွေ့ဘူးဆိုတာမျိုးမဟုတ်ဘူးကျွန်တော်တို့ကကင်ဆာဖြစ်လာမဲ့ polyp ကိုမှန်ပြောင်းကြည့်ပြီးတော့ကင်ဆာမဖြစ်ခင်မှာအပြတ်ရှင်းဖို့ရတာအဓိကဒါကြောင့်မလို့ဥမာကြီးမှန်ပြောင်းကိုကျွန်တော်တို့ကကြည့်ဖို့လိုအပ်တာဒါပေမဲ့မှန်ပြောင်းကြည့်တဲ့အခါမှာဘယ်တော့ကြည့်မှာလဲဘလို့လူတွေကိုကြည့်မှာလဲဆိုတာကနည်းနည်းလေးကျွန်တော်တို့မှာစဉ်းစားစရာကိစ္စတစ်ခုဖြစ်တယ်အဲ့တော့နိုင်ငံခြားမှာဘလို့လုပ်သလဲဆိုတဲ့အခါကျတော့သူကမှန်ပြောင်းကြည့်တင်လားမှန်ပြောင်းမကြည့်တင်ဘူးလားဆိုတာကိုအချက်2ချက်နဲ့ဆုံးဖြတ်တယ်ပထမတစ်ချက်ကအသက်အရွယ်အသက်45နှစ်ကျော်လာရင်မှန်ပြောင်းကြည့်တင်တဲ့အရွယ်ကိုတော့ရောက်ပြီနော်နံပါတ်1ကအသက်အရွယ်နံပါတ်2ကသူကဝန်းစစ်လိုက်တယ်နော် stool fit လို့ခေါ်တယ်ဝန်းစစ်လိုက်တယ်ဝန်းထဲမှာသွေးစာတွေ့တယ်ဆိုလို့ရှိရင်ဒီလူဟာမှန်ပြောင်းကြည့်ဖို့အတွက်ပိုပြီးလိုအပ်တယ်နော်ဆိုတော့အဲ့ stool fit positive ဖြစ်တဲ့လူတွေနော်ဝန်းထဲမှာသွေးတွေ့တဲ့လူတွေဟာမှန်ပြောင်းပိုပြီးတော့ကြည့်တဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဟာကင်ဆာဖြစ်နိုင်ခြေဒါမှမဟုတ်လို့ရှိရင်လည်းအသဘိုးရှိနိုင်ခြေပိုများတဲ့အတွက်ကြောင့်မလို့ကြည့်တဲ့မှန်ပြောင်းကကျွန်တော်တို့ကတာမန်အဖြစ်ပြောရင်နော်အသက်45နှစ်မှာစပြီးတော့ကြည်တယ်နော်တာမန်အဖြစ်ပြောတာနော်45နှစ်မှာစကြည့်ထားပါတော့ကိုယ့်ရဲ့မှန်ပြောင်းအဖြေကကောင်းတယ်ဘာမှမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့က10နှစ်တစ်ခါနော်မှန်ပြောင်းကြည့်ဖို့ကျွန်တော်တို့တိုက်တွန်းတယ်ဒါကျွန်တော်တို့ guideline ကဒီလိုသွားတယ်ဒါပေမဲ့လူတိုင်းအမြဲတမ်း10နှစ်ဖြစ်နေတာတော့မဟုတ်ဘူးဥပမာထားပါတော့ကိုယ့်ရဲ့မိသားစုထဲမှာဥမာကြီးကင်ဆာဖြစ်ဖူးတဲ့လူရှိတယ်เนาะ family history ပေါ့เนาะ family history strong ဖြစ်တယ်ဆိုတဲ့လူတွေမှာကျွန်တော်တို့က45နှစ်မရောက်ခင်မှာဥမာကြီးမှန်ပြောင်းကိုကြည့်ခိုင်းတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကိုယ်မှာဥမာကြီးကင်ဆာပြောင်းနိုင်တဲ့ယောဂအခံရှိတယ်ဥမာ FAP လို့ခေါ်တဲ့ဒီမျိုးရိုးလိုက်တဲ့လက္ခဏာမျိုးเนาะနောက်ကျွန်တော်တို့ခေါ်တဲ့ HMPCC Lynch syndrome လို့ခေါ်တဲ့ယောဂမျိုးเนาะနောက်တစ်ခုက inflammatory bowel disease လို့ခေါ်တဲ့ဒီလိုမျိုးကင်ဆာပြောင်းတတ်တဲ့ယောဂါတွေကိုယ်မှာငယ်ငယ်ကနေရရှိတယ်ဆိုရင်လေကျွန်တော်တို့မှန်ပြောင်းကြည့်တဲ့ကာလ45နှစ်ထိမရောက်ခင်နဲ့ရှေ့မှာအဲ့ဒီအသက်အရွယ်ကိုမရောက်ခင်မှာကြည့်ခိုင်းတာလည်းဖြစ်နိုင်တယ်
တာမန်အားဖြင့်ပြောရလို့ရှိရင်တော့ဥမာကြီးမှန်မြောင်းကအသက်45နှစ်မှာစပြီးတော့ကြီးတင်တယ်ပေါ့နော်ဘယ်နှစ်တစ်ခါကြီးရမလဲဆိုတော့သူကတာမန်အားဖြင့်ပြောရမယ်ဆိုရင်တော့10နှစ်တစ်ခါကြီးရင်လုံလောက်တယ်ဒါပေမဲ့ဒီ10နှစ်တစ်ခါဆိုတာဥမာကြီးမှန်မြောင်းရဲ့အဖြေပေါ်မှာမူတည်တယ်နော်တကယ်လို့ဥမာကြီးမှန်မြောင်းကြီးလိုက်တယ်အသက်45နှစ်မှာစပြီးတော့ကြီးလိုက်တယ်အဖြေအားကောင်းတယ်ဆိုရင်တော့ okay 10နှစ်တစ်ခါလုံလောက်တယ်တကယ်လို့မဟုတ်ဘူးမှန်မြောင်းကြီးလိုက်တဲ့အခါမှာအတဘူ polyp တွေ့တယ်ဒီ polyp က biopsy မှာကင်ဆာပြောင်းနိုင်တဲ့အမျိုးအစားထွက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ biopsy ရဲ့အဖြေပေါ်မူတည်ပြီးတော့เนาะတစ်နှစ်တစ်ခါနှစ်နှစ်တစ်ခါသုံးနှစ်တစ်ခါဒီလိုကြည့်ရတာမျိုးလဲသူကဖြစ်နိုင်တယ်ဆိုတော့တချို့လူနာတွေရှိတယ်ပေါ့ဗျာเนาะမှန်မြောင်းမကြည့်ချင်ဘူးမှန်မြောင်းကြည့်ရတာကြတော့သူကဆေးတောက်ရတယ်เนาะခုနအိတ်ဆေးနဲ့ကြည့်ရတယ်เนาะဆိုတော့မှန်မြောင်းထည့်ရတယ်ဆိုတဲ့ပြဿနာတွေရှိတဲ့အတွက်ကြောင့်မို့လို့เนาะကွန်ပျူတာဓာတ်မှန်ရိုက်ရုံနဲ့ရောမှန်မြောင်းလိုမျိုးเนาะမှန်မြောင်းလိုမျိုးအကျိုးရှိနိုင်မလားပေါ့အဲ့တော့တစ်ကမ္ဘာလုံးမှာတော့ကွန်ပျူတာဓာတ်မှန်ကမှန်မြောင်းရဲ့အသုံးဝင်မှုကိုတော့မမိနိုင်သေးဘူးနံပါတ်1အရေးကြီးဆုံးအနေနဲ့တကယ်လို့ကျွန်တော်တို့ခုနပြောတဲ့ကင်ဆာပြောင်းနိုင်တဲ့အသက်ပိုလိုမျိုးဟာမျိုးကိုတွေ့တယ်ဆိုလို့ရှိရင်မှန်မြောင်းနဲ့ကြည့်မှသာမှန်မြောင်းကတခါတည်းအဲ့ဒီအသက်ပိုထုတ်နိုင်မှာဖြတ်ထုတ်နိုင်မှာเนาะအသက်ပိုဖြတ်ထုတ်နိုင်မှလည်းအသားစားအဖြစ် biopsy ကရမှာဒီဟာပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ကလိုအပ်တဲ့ဟာကိုဆက်လုပ်ရမှာအဲ့တော့ကွန်ပျူတာဓာတ်မှန်မှန်မြောင်းရဲ့အသုံးဝင်မှုတော့မမိဘူးဒါပေမဲ့တချို့ဘလို့မှမှန်မြောင်းမကြည့်ချင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ CT ကအထိုက်အလျောက်တော့အကျိုးရှိတယ်ဒါပေမဲ့မှန်မြောင်းလောက်တော့မကောင်းဘူးလို့ပဲကျွန်တော်ရှင်းရှင်းလင်းလင်းပြောရမှာပေါ့နော်ဒီ CE တော်တော်စစ်လာကြတယ်ပေါ့နော် CE စစ်ပြီးတော့ CE နဲ့ဒီကင်ဆာကိစ္စကိုဆေးဟိုဥမာကြီးကင်ဆာကိုဆေးစစ်တယ်လို့မျိုးအသုံးချလာမျိုးတွေဟိုတော်တော်လှုပ်လာကြတာတွေ့တယ်ဒါပေမဲ့အဲ့ဒါကတကယ်တမ်းဆေးပညာမှာအသုံးမဝင်ဘူး CE ကနော် CE တက်တိုင်းလဲကင်ဆာမဟုတ်ဘူးနော်အဲ့တော့ CE normal ဖြစ်နေတိုင်းလဲကင်ဆာမရှိပါဘူးလို့ပြောလို့မရဘူးတကယ်တမ်း CE ရဲ့ role ကကင်ဆာရှိတဲ့လူနာမှာဒါကျွန်တော်တို့ကယောဂရဲ့ကောင်းလာခြင်းဆိုးလာခြင်းเนาะကင်ဆာပြန်ဖြစ်ခြင်းမဖြစ်ခြင်းကိုကျွန်တော်တို့က CE ဆိုတာကျွန်တော်တို့ကြည့်နေတဲ့ခုနပြောတဲ့သွေးစစ်တဲ့အဖြေတစ်ခုပဲဒါပေမဲ့ CE နဲ့ကင်ဆာရှိတယ်လို့မရှိဘူးလို့တော့ဆုံးဖြတ်လို့မရဘူးလို့ပဲပြောရမယ်เนาะအဲ့တော့ CE နဲ့တော့ကင်ဆာဟုတ်မဟုတ်ကိုကျွန်တော်တို့ဘာမှပြောလို့မရဘူးဥမာကြီးကင်ဆာလို့အတိအကျပြောဖို့အတွက်ကတော့ကျွန်တော်တို့ကအသားစားအဖြေရတော့မှပဲပြောနိုင်မယ်เนาะ biopsy ပေါ့အသားစားအဖြေရမှာပဲကျွန်တော်တို့ဥမာကြီးကင်ဆာဟုတ်တယ်ဒါမှမဟုတ်ဘူးဒါပြက်ပြက်သားသားပြောနိုင်မှာဖြစ်တယ်အဲ့တော့အဲ့ဒီအသားစားအဖြေရဖို့ဆိုတာလဲတာမန်အဖြစ်ကတော့ဒီလူနာဟာမှန်မြောင်းကြည့်ပြီးသားပဲဖြစ်လိမ့်မယ်เนาะအဲ့တော့မှန်မြောင်းကြည့်ရမယ်အသားစားယူရမယ်အဲ့နှစ်ခုပြီးတော့မှသာဒီလူနာရဲ့ခုနပြောဦးထဲမှာတွေ့ရဲ့အလုံးအကျိတ်ဒီကင်ဆာဟုတ်တယ်မဟုတ်ဘူးဆိုတာပြက်ပြက်သားသားပြောနိုင်မှာဖြစ်တယ်เนาะဓာတ်မှန်ရိုက်ရုံသွေးဖောက်ရုံနဲ့ကျွန်တော်တို့ကင်ဆာဟုတ်တယ်တွေမဟုတ်ဘူးတွေပြောဖို့ဆိုတာအတိအကျအနေနဲ့ဆိုရင်မဖြစ်နိုင်ဘူးလို့ပဲပြောရမယ်အကောင်းဆုံးကတော့ကျွန်တော်ပြောသလိုမှန်မြောင်းပဲပေါ့เนาะမှန်ကိုလိုနိုစကုပ်လို့ခေါ်တယ်မှန်မြောင်းကြည့်ရမယ်အသားစားယူရမယ်ဒါမှဒီလူနာကပြက်ပြက်သားသားအဖြေသိမယ်အဲဒါမှန်မြောင်းဆိုတာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်နေရာတိုင်းမှာအမြဲတမ်းလဲရချင်မှရမယ်เนาะမရတဲ့ခါကျတော့ကျွန်တော်တို့ကခုနပြောတဲ့ ultrasound အရင်ရိုက်တာဒါမှမဟုတ်ရှင်လဲခုနပြောတဲ့ contrast X-ray လို့ခေါ်တဲ့ဆေးသွင်းတဲ့ဓာတ်မှန်တွေရိုက်တာအထူးသဖြင့်နယ်ဒေသတွေမှာဒါတွေလောက်လာတာလည်းဖြစ်နိုင်တယ်အဲ့တော့မှန်မြောင်းမရှိဘူးဆိုရင်တော့လေဒီဟာတွေကလောက်ရမှာပေါ့ဗျာဒါပေမဲ့ဒီသွေးအဖြေတွေ ultrasound အဖြေတွေနဲ့တော့ဥမာကြီးကင်ဆာလို့ပြောဖို့ခက်တယ်တိတ်ယောဂရင့်ရင်တော့မြင်နိုင်တယ်ဒါပေမဲ့စောစောစီးစီးယောဂကိုသိဖို့အတွက်ဆိုလို့ရှိရင်တော့ဒီသွေးဖြေတွေ ultrasound ဖြေတွေကများသောအားဖြင့်သိပြီးတော့အသုံးမဝင်ဘူးเนาะဒါပေမဲ့အသုံးဝင်တဲ့တစ်ချက်တော့ရှိတယ်ဒီ ultrasound ဖြေတွေဒီသွေးဖြေတွေဓာတ်မှန်ဖြေတွေမှာဥမာကြီးကင်ဆာလို့ထွက်တယ်ဆိုရင်တော့လူနာကိုမှန်မြောင်းကြည့်လို့ရနိုင်တဲ့မြို့တောင်မှန်မြောင်းကြည့်လို့ရနိုင်မယ်ဆေးရုံကိုဆက်လွှဲပြီးတော့ကျွန်တော်တို့မှန်မြောင်းကြည့်မယ် biopsy ယူမယ်เนาะပြီးရင်အသားစားအဖြေရတဲ့အခါမှာလူနာကိုဆက်ပြီးတော့ကုသရမှာအသုံးဝင်တာတော့ဖြစ်နိုင်တယ်
ဥမာကြီးကင်ဆာလို့အဖြေထွက်ပြီးဥမာကြီးကင်ဆာသေချာပြီပေါ့နော်ဒါဆိုရင်ဘာဆက်လုပ်အောင်လဲဆိုတော့ကျွန်တော်တို့ကဒီ staging assessment လို့ခေါ်တဲ့နော်ဥမာကြီးကင်ဆာရဲ့အဆင့်ကနော်ဘယ်အဆင့်မှာရှိနေတယ်လဲဆိုတဲ့ဟာအရင်အရေးကြီးတယ်ကျွန်တော်တို့ကဒီဥမာကြီးကင်ဆာလူနာတယောက်ကခွဲမှာလားမခွဲဘူးလားခွဲလို့ရတာလားမရဘူးလားဆိုတာအားလုံးကဘယ်ပေါ်မှာပဲမူတည်လဲဆိုတော့ခုနပြောတဲ့ stage လို့ခေါ်တဲ့ကင်ဆာရဲ့အဆင့်ဘယ်လောက်ရှိတယ်လဲဆိုတာဟာအရင်အရေးကြီးတယ်အဲ့တော့နံပါတ်1အချက်ကင်ဆာဖြစ်တာသေချာပြီဆိုရင်နံပါတ်2တစ်ချက်ဘာဆက်လုပ်မှာလဲဆိုရင် staging assessment အဆင့်ကိုဆက်ပြီးတော့ကျွန်တော်တို့ရှာဖွေရမယ်ဥမာကြီးကင်ဆာရဲ့အဆင့်ကတော့သူကနှစ်ပိုင်းလို့ရမယ်ပေါ့ဗျာနံပါတ်1ကတော့local regional လို့ကျွန်တော်တို့ခေါ်တဲ့ဒီကင်ဆာပတ်ချာလေကဘယ်လောက်အထိဆိုးနေသလဲဆိုတဲ့ကိစ္စပေါ့ဒါကတစ်ပိုင်းเนาะနောက်တစ်ခုကတော့ distant metastasis လို့ခေါ်တဲ့ဒီအဆုပ်တွေအသည်းတွေတခြားပိုက်ထဲမှာရှိတဲ့ကနေစာတွေကိုเนาะဘယ်လိုပြန့်နှံ့နေတာရှိသလားဆိုတာကိုလည်းကျွန်တော်တို့ကရှာဖွေဖို့အတွက်လိုတယ်ပေါ့เนาะ